လေးတယောက်မျိုးဖြစ်နေလို့မင်းမလို့ငါသားလူပြောနုနုထွက်ထွက်မှန်းရက်မင်းမလို့နီးတယ်နဲ့ဆွဲဆောင်တာငါသားမမင်းကတော့ခွဲနိုင်မခွာရဖြစ်နေတယ်မင်းသိတာကွာငါသားမငါသဘောတူတာနဲ့မေသူရှိတယ်ဆိုတာဒါပဲ ချစ်တွေခိုင်မာ